တလေးဆန်ကမှကျေးဇူးတည်သေးတယ်ကျေးဇူးမတည်တဲ့လူအချို့ကတော့ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါခွေးကငါ့ကိုတစ်ချက်ကြိုက်တယ်ငါသူ့ကိုမရိုက်ခဲ့ဘူးသူ့ကိုမုံတစ်လုံးထောင်ကျွေးလိုက်သေးတယ်နောက်တော့သူကငါ့ကိုနောက်တစ်ခါထပ်ကြိုက်ပြန်တယ်ငါကသူ့ကိုအသားတုံးထပ်ပေးလိုက်ပြန်တယ်ရလက်ကတော့ဒီခွေးဟာဗိုက်စာတာနဲ့ငါ့ကိုလာကြိုက်တော့တာပဲအဆုံးမရှိတော့ဘူးအဲ့ဒီတော့မှငါနားလေသွားတယ်ဒီခွေးကဘလောက်ကြွေးကြွေးရင်ပါမလာဘူးဆိုတာကိုသူ့မျက်လုံးထဲမှာငါရဲ့အလျှော့ပေးမှုဟာကြီးမားမှုမဟုတ်ပဲပျော်ညံ့ပြီးအနိုင်ကျင့်လို့ရတယ်ဆိုတဲ့အချက်ပြမှုထင်နေခဲ့တာအဲ့ဒီအချိန်ကစပြီးငါသူ့ကိုရှောင်ခွဲသွားတော့တယ်ဒီခွေးကငါ့ကိုမတွေ့ရတော့တဲ့အခါကြွေရမှာရှော့ဟောင်းတယ်ငါကိုအပုတ်ချတယ်ကောလာဟာလာတွေရှော့ပြောတယ်သူဒေါသထွက်နေတာကငါလူဆိုးဖြစ်သွားလို့မဟုတ်ဘူးသူနောက်ထပ်အခွင့်အရေးအမျက်မရတော့လို့ပဲနောက်ဆုံးမှငါတကယ်ပဲသဘောပေါက်သွားတယ်တရိษံအောက်တန်းစားလူတွေအတွက်တော့မင်းရဲ့အသားကိုလီးမကျွေးသေးဘူးမင်းဟာလူဆိုးတယောက်ပဲမထပါတရိษံအောက်တန်းစားဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး